Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကြည့်ပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဒီနေ့ကျွန်တော် Microsoft မှာဟို CD ဆိုဆောက်ပေါ်တော့မဟုတ်ဘူးဗျဟိုဗါလေကျွန်တော်နောက်ထပ်ညီတရားကျွန်တော်ညီအများကြီးရှိတယ်ကဲဒီမှာကျွန်တော်ဒီမှာဘာဝန်းချဖို့တော့ဒီမှာစီစဉ်နေရောကျွန်တော်ဘာဝန်းချမလာပြောရယ်ကျွန်တော်ကတော့ဘာဝန်းမချကျင်ပါဘူးကျွန်တော်ဒါမဲ့သူကြောက်တယ်လို့ဆိုတော့ကျွန်တော်တီးပြီးမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တကယ်မတီးဘူးကျွန်တော်ဒါတွေပါညာအန်ရှန်နဲ့မလုပ်ဘူးနောက်ပြီးကျွန်တော်တို့ဦးသားပေးတာတွေရှိတယ်နောက်ပြီးကျွန်တော်အကွက်တကယ်မတော့ဘူးဟိုဒီတိုင်းဒီအဝါကျွန်တော်စကိန်းဆောင်းပြတော့ဒီလိုမျိုးဟိုလို့အတေးရတယ်ဗျအဲ့လိုအတေးမရိုက်ဘူးဗျနော်ဒီမှာလိုလာယူတယ်တော့ကျွန်တော်လာကျွန်တော်ယူလို့မရဟိုဝိုင်းမီသွားတယ်ကျတော့အမစပိုင်ပဲပြောင်းလိုက်တယ်ကောင်လေးကလေနော်ကျွန်တော်ငများကြီးဒီနဲ့ဘာလို့မလဲသူတို့တည်တယ်အမတူတချိုက်လိုက်တကွာပြပလိုက်တယ်တော့ဘယ်ရောက်လာလဲတဲ့တော့ပြောတယ်ဗောနော်အမေတော့ကျွန်တော်ဟိုအနာပေးတယ်အနာပေးကိုကျွန်တော်ဘယ်လိုရဟလဲဆိုတော့ creating ပုံနဲ့ကြည့်ဒီဝါမှာကျွန်တော် creating ပုံဆော့တယ်ဒီဘောကကျွန်တော် creating ပုံမဆော့ဘူးလားဆိုတော့ဟုတ်ဆော့ပါလေ creating ပုံလေးဆော့ပါလေနောက်ကြကျွန်တော် creating ပုံဒီနဲ့ပါညာဆော့ပြမဲ့နေရာရှိတယ် creating ပုံဒီနဲ့ဆော့ပြမဲ့ဗီဒီယိုတွေလည်းလုပ်မယ်ဒါပေမဲ့ကျွန်တော်ဒီအောက်ထဲဆင်းလာတူရောဒါပေမဲ့ easy ပဲကိုရဲအပဲရှိနေတယ်ဒါပေမဲ့ကျွန်တော်သူ့ကိုဘာလို့ထွက်ပြေးနေလဲဆိုတော့ကျွန်တော် IG တောင်းတာလေသူကကျွန်တော်မြောက်ကကိုရဲအပဲရှိတယ်ဆိုတော့ဗျာကိုရဲအပဲတရားတစ်ခုစီတုံးတာဟုတ်ပါတယ်ဒါပေမဲ့ကိုရဲအပဲတုံးရင်နဲ့ကျွန်တော်ဘက်ကကုန်တာများလာရင်သူကဟိုပြတ်သွားမှာလीဟုတ်တည်မလားတော့ကျွန်တော်တကွဲပြတယ်ပေါ့ကျွန်တော်သူ့ဘက်ကဖြစ်ဗျာသူ့ဘက်ကတော့ကုန်သွားရင်ဗျာကျွန်တော်မှအများကြီးကြံနေတယ်အခုဗျာကျွန်တော်မှ64လို့ရှိတယ်သူ့မှလည်း64လို့သူက63ကိုထပ်ပြီးတော့သူ63ကိုဗျာသူကြိုက်တဲ့ကောင်9တုံးကိုသူစားပလိုက်တယ်သူကကြိုက်တဲ့ကောင်စားလိုက်ကျွန်တော်တူထပုံများနေတဲ့အချိန်ကျရင်သူကစားရင်သူကကုန်သွားတဲ့အချိန်ကျရင်လုံးဝကုန်သွားရောကျွန်တော်မှ64ကျွန်တော်ရဲ့ဟိုရပဲဒီကြံနေရင်သူရရင်ကျွန်တော်မသိဘူးအဲ့လိုမျိုးအကွက်ပြမှာပေါ့ဟုတ်လားကျွန်တော်သူ့တော့ကျွန်တော်မသိအောင်ချမှာမို့ကျွန်တော်ပတ်ပြီးမှာအကွက်တုံးမှာဘယ်လိုတုံးလဲဆိုကြည့်လိုက်တော့โอเคဒီတော့တော်ဖြစ်နေလားမသိဘူးအဲ့လိုကြည့်အောင်ကျွန်တော်ကအစိတ်တက်ထားတာမရဘူးသူကဘာစိတ်မှမတက်သူလာပါချပါလေတဲ့ netherite အမှလာပါမဖြစ်ဘူးကျွန်တော်ကသိတယ်သူကအဲ့လာဒီမသိကျွန်တော်ပြတူမသိတာအများကြီးပဲတိုင်းကမှလန်တိုက်လို့အလန်တက်လို့ရတယ်သူမသိဗာလေရေးဆုပ်တဲ့ဗျာဘလို့လဲသူမယူတော့ဘူးမိချစ်တော်မှမယူတော့ကျွန်တော်ယူပေးလိုက်ရတယ်နော်အားကြောင့်ကျွန်တော်သူ့အကွက်ပြီးပြလို့ကောင်းတယ်လို့အားကြောင့်ကျွန်တော်သူ့ယူပြီးတော့ကျွန်တော်အချမ်းနဲ့မလုပ်တော့သူမြားလီပါညာအချမ်းနဲ့လီလုပ်တာကျွန်တော်အချမ်းနဲ့မလုပ်ဘူးလေသိရမလားဘယ်လိုမလဲအစိတ်များကြီးနဲ့စပါကျွန်တော်က PVB ကမစောပြစ်တာကြာတော့အရင်တော့ကတော့စောတယ်အရင်တော့ PVB တွေပါညာစောပြစ်တယ်အခုကတော့မစောပြစ်တော့ကျွန်တော်ညီနေကျွန်တော်စောတယ်ကျွန်တော်ညီနောက်တည်းက CD တော့မဟုတ်ဘူးဒီကောင်ကတော့ဟိုဘာတူရောဖြစ်လာမြားလေးနဲ့မင်းကတော့ပြစ်ချင်တော့မင်းကလည်းငါဟာနဲ့ပြပူမိုက်တယ်ငါဟာပူမိုက်တယ်ကျွန်တော်ခုံးနဲ့ခလုံးကိုကျွန်တော်နှိမ့်တဲ့နေရာတွားရင်မှခလုတ်တွေကအဲ့ဒါတက်နေလို့ကျွန်တော်ဆော့လို့မကောင်းဆော့လို့လုံးဝဘယ်လိုမလဲဆော့လို့လုံးဝအဆင်မပြေဘူးပေါ့လုံးဝအဆင်မပြေရပဲကျွန်တော်ကြည့်အောင်ပြီးတယောက်လုံးကတော့သူကကျွန်တော် TNT နဲ့ပေါက်နေတာဖောက်လေဟဲ့ဖောက်စမ်းမှာမင်းကလည်းဖောက်ဒီကောင်ကျွန်တော် TNT နဲ့ဖောက်ချင်တာတဲ့ကျွန်တော်ပြမယ်ကျွန်တော်ရေးခန်းလိုက်တော့သူမသိဘူးဒီမပေါ့ဘူးကွာသူမသိဘူးပေါ့စပါကျွန်တော်ခုနဒီကောင်
ဒီကောင်ကဘလို့ဆုံးမလဲမသိဟာဒီကောင် TNT ပဲဖောက်နေတာငါဟိုကတော့အဲ့ TNT မီးချိုးတာအများကြီးနဲ့ထိုးလိုက်လို့နော်အေးငါအများကြီးနဲ့ဆွဲလိုက်မင်း TNT ကိုပေါက်ကိုမအေးလို့ညှိမင်းအဲ့ TNT လောက်ပါမင်းကလေဟိုဒါ CD တော့နေပြီဗျဒါ CD ပြောသွားပြီဆိုတော့ CD ကခြေသေးဝင်သွားရေသေးဝင်မယ်တည်တယ်သူအကောက်တော့မဖွင့်ရသေးဘူးသူကကျွန်တော်တော့ဖွင့်ပြီးတော့ဒီ Minecraft ကလည်းအကောက်ဖွင့်လို့ရအစ်စ်လိုပဲဗျအစ်စ်လိုပဲပြောတာဒါပေမဲ့အစ်စ်တော့မဟုတ်သူကအစ်စ်နဲ့ပုံတရံတူလေပေါ့သူမကိုယ်အပဲစားတာကျွန်တော်မစားသေးဘူးသူဘင်းတော့မတော့ဟိုကိုင်းတော့ကျွန်တော်မကိုင်းဘူးကျွန်တော်ပြည့်ချင်တာပါတဲ့ကျွန်တော်ရွှေ့လို့မရဘူးရွှေ့တော့တော်တော်လေးကိုခက်တာရွှေ့လို့မရဘူးကွာဒုက္ခပဲဘယ်လိုလုပ်မလဲအဲ့ဒါရွှေ့လို့မရတဲ့ရှင်သူလည်း TNT ကိုတော့မှာတဲ့ကျွန်တော်မကိုတော်တော်60အလုံး60ရှိတယ်သူကကိုဟာဟိုယောလောသူကူလည်းပဲကန်တော့မတီးပြီးတာဟဲ့ကောအနာပဲနဲ့ပြီးကိုလည်းအပေစားပြီးသူအဲ့တိုင်းပဲဒီကနေ့ကိုလည်းအပေစားအမကြီးအနာပဲနဲ့ပြီးတာနောက်ပြီးဟိုနားမှာကိုလည်းအပေစားမှကျွန်တော်လည်းစားလာဒါပေမဲ့ကျွန်တော်ချွေးတာပဲကျွန်တော်မှအခု60ရှိတယ်တော့မှ90အဲ့ဒီ90လောက်ပဲရှိတော့မှာဗျဝင်ကွာတီးကြတယ်မင်းတဘူးတီးကြတယ်ဆွဲလိုက်ကွာမပရိုကြီးကွာမင်းရတယ်မပေါက်စမ်းကောင်းလေးမချောင်းကန်နေပေါင်းလေးကောင်းလေးချောင်းကန်နေကောင်းလေးချောင်းကန်နေမကလေးလေးချောင်းကန်နေကလေးလေးချောင်းကန်နေTNT ကိုဖောက်ပြီးကျိုးဆွဲပြီးငါအဲ့ကောင်တော့တွားလိုက်တော့နော်ဒီမှာငါဘယ်ကောင်လာတဲ့အောက်မှာဟုတ်ကပါကျွန်တော်ကျွန်တော်အနာပဲကိုတုံးမှာယူတုံးလိုက်တာဗျဒီကောင်ကြီးကကျွန်တော်လိုက်တာစေးပါဖင်းနေတော့ဘူးနော်ဘယ်လိုပြောမလဲ Minecraft ထဲမှာဆိုရင်သူကခင်းရအောင်ခုကအဖြူသမိုင်းအမဲသမိုင်းဖြစ်ရောင်ကြီးပြောင်းသွားတယ်မသိဘူး Minecraft ထဲမှာဆိုရင်ဗျာအမဲပုံစံလို့နဲ့တော့အင်ကြီးအယောင်ပုံစံလို့ဒီကောင်ကျုံးရောVVB နော်မင်းအဝေးကနေလမ်းချလို့လားခါကြသူသားနေရှင်တော့ချလိုက်ငင်းမတောက်လိုက်ရောအဲ့ဒါအဆင်မပြေဘူးဗျဆိုရအဆင်မပြေဘူးဗျနော်အဆင်တကယ်မပြေဘူးအဲ့ဒါဒီနာဒီပါမယ်တီးတော့မေးအချက်တဲ့လုပ်ဖို့ထားတာတော့အချက်တဲ့မလုပ်ခဲ့တော့တေးမှာစိုးလို့လေလုံးလာဖို့ဗျာဟိုစောနီကြပဲလေဒါမှမဟုတ်ဘူးလေဒါသူခုနကပြန်ကန်လိုက်တာတော့အဲ့ဒါကြောင့်ကျွန်တော် easily ရတယ်ကျွန်တော် level လောက်နေတယ်ဗျတော်ရတော့ဟိုနည်းနည်းလေးအဲ့ဒါဟိုဖြစ်သွားနမှုသူတည်မှာဒီလိုတော့မနောက်ဘူးကျွန်တော် error တက်နေတယ်အဲ့ဒါမှလမ်းမကောင်းကျွန်တော်ကောင်းဖွင့်တာပြသူအကောင်းဖွင့်ရသေးဘူးဆိုပေမဲ့ကျွန်တော် Wi-Fi line ကောင်းနေဗျာကျွန်တော် line ပဲဒါပေမဲ့အခု line မကောင်းတဲ့အတွက်ဆော့လို့မရအဲ့ဒီမှာဗျာဘာဖြစ်သွားလို့ရကြည့်လဲအဲ့ဒါပြပေါ့တီးနေရောဟာတော့ဒီကမင်းရဘူးလို့တူကမိတိဒီတော့ဟာတူဒီလာလေအိုးတော့ဗျာဒီပြန်လာကွာဒီကောင်လေးကလာတဲ့ချိန်ဆိုဒီကောင်လေးကလာတဲ့အောင်မို့ယောကျွန်တော်လည်းဒီကောင်လေးကျွန်တော်တမ်းပို့ထိနေပါလားကြည့်လိုက်တယ်အမအနောက်ကနေဇူမီရလိုက်ဖြစ်ဒီကောင်
ဒီကောင်ကလူလဲကွာလဲတယ်ဒီကောင်ကလဲတော့လဲနော်ဒါမဲ့အဲ့လိုကြီးတော့မဟုတ်အဲ့ဒီချိန်မှာသူကကျွန်တော် TNT နဲ့ဗာညာကျုံနေဗျာသူ့မှာ TNT ကအလောက်မရှိတော့ကျွန်တော်55ခုကျန်တယ်သူ့ဖုန်းကိုကျွန်တော်တွားပြီးလှမ်းကြည့်လိုက်တယ်46ခုပဲရှိတော့သူ့မှာအဲ့လောက်မကျန်တော့သူခုထပ်စားရင်ဗျာကျွန်တော်သူ့မှာနည်းနည်းလေးပဲကျန်တော့ပါအမကျွန်တော်မပြေးတယ်ဒါကျွန်တော်ရဲ့အညီဒါ CD ဖြစ်သွားပြီကျွန်တော်ရေထဲခုန်သိမ်းလိုက်ပြီဆိုတော့တိသွားကျွန်တော် TNT မဲ့တော့မထီရရေထဲခုန်သိမ်းလိုက်အဲ့ဒါကျွန်တော်မဟုတ်ကျွန်တော်ညီရကျွန်တော်ဒီမှာဒီနေ့ကတော့ကျွန်တော်မီးပြနေတဲ့တော့ဆော့လို့မရအောင်ဒါညာဗီဒီယိုကျွန်တော်အတက်နော်ကျွန်တော်လည်းဒီကောင်လေးကိုလည်းကျွန်တော်တက်သူ့ကိုလည်းကျွန်တော်တက်လာအောင်မယ်ဒီကောင်ကကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ပြီးအောင်မတက်တော့ဘူးနောက်နေ့ဗီဒီယိုမှာကျွန်တော်သူ့ကိုတက်ပြရမယ်ဒါအပြင်ကျွန်တော်ဗီဒီယိုရဲ့နောက်ဆုံးပိုင်းမှာကျွန်တော်ရနေပြီဖြစ်တဲ့အဲ့ဒီကျွန်တော်အကောက်တွေဘာညာဘာအောင်မြင်နေပြီလဲဘယ်လိုတွေဖွင့်ထားလဲဘယ်လိုတွေအကောက်တွေကိုဘယ်လိုမျိုးတွေရပြီလဲကျွန်တော်ရဲ့ Minecraft ကရောဘယ်လိုအရှင်တွေဖြစ်နေပြီလဲဆိုတာဘယ်လိုပြမှာဖြစ်ပါတယ်နောက်ပြီးကြရင်ကျွန်တော် animation ထည့်ထားတယ်ကျွန်တော်မော်ရီထည့်နေကြ application ကိုလည်းကျွန်တော်ပြမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအစလေးစောင်းလေးကြည့်တော့โอเคတော့ဒီကျွန်တော်နောက်ဆုံးကြမှာပြမှာเนาะကျွန်တော်တေချာလေးတော့ဗီဒီယိုလေးကို VPN လေးခံပြီးတော့တေချာကြည့်ပြီးပါခင်ဗျာကျွန်တော်ရောအားပေးတယ်ကျွန်တော်ကိုအားပေးတယ်နောက်ထပ်ဗီဒီယိုနဲ့ဆက်တင်နေဆိုရင်တော့ကျွန်တော်ကို like လေးပေး like လေးပေးခဲ့နောက်ပြီးကြရင်ကျွန်တော်ကို VPN လေးခံပြီးကြည့်ခဲ့ comment ရေးသွားအကုန်လုပ်ခဲ့တာခင်ဗျာ comment ရေးသွား subscribe လုပ်ခဲ့ပါကဲကျွန်တော်မောကဒီလည်းကုန်ပြီ तू ကမသိဘူးဗျ तू ကနာမည်ဒီဟိုမသိဘူးဗျနာမည်ပေါ်မှန်းပေါ်နာမည်ကျွန်တော်နာမည်ပေါ်လို့အဝေးရောက်နေရွာနာကိုလာခဲ့တယ်ကျွန်တော်ပြောရမှာတော့ဟိုကျွန်တော်ကတော့မလာတော့ဘူးလာမယ်လို့ပြောကျွန်တော်မှအနာပေးနေတော့ပါကဲအနာပေးနေတွားပြီးတော့မှသူ့စီကျွန်တော်တွားရနေတော့အဲ့ဒီချိန်မှာကွာမတော်ကျွန်တော်ဘောနေဒုခုနာကျွန်တော်ခရစ်ယာန်ဘောဆောတော့ကျွန်တော်ခရစ်ယာန်ဘောဆောတော့ကျွန်တော်ပြည်သေးရုံတော့သူငွေရလာမှလာပါသေးတဲ့အေးယူဗျာသူလောက်သွားလားဟူမောလေတော့ကွာဟူဒီကောင်လေးကတချင်နေကြတော့ရမှာတော့ပြီကျွန်တော်ချိန်လာတာမတက်တော့ချွာလုပ်လိုက်တာမိုးလင်းအောင်ချိန်လိုက်တာဒီနေ့ညနေချိန်လိုက်တာရောကျွန်တော်များနေပြီလို့များရောဒီကောင်ဟိုနားမှာလာဗန်းမှာဒီကောင်ဟိုနားမှာဘောတက်ဟုတ်လားလှန်လေးနဲ့မဒီတော့ကျွန်တော်တို့နာနဲ့ချကျွန်တော်53ခုရှိတယ်သူ့မှာမရှိတော့ကျွန်တော်သိတယ်သူ့မှာအဲ့လောက်ကြီးမကြံတော့ဘူးဆိုကျွန်တော်သူ့နောင်းနေကြတော့အသေးကျုံးတော့ဒီနေ့ညဒါမင်းညတော့ကျွန်တော်ရဲ့အကောက်တွေပါညာတော့နောက်ပြခဏလေးဟိုကျွန်တော်သူနဲ့ချနေတဲ့အချိန်ကြီးအဲဒီတော့နွားလေးကိုတွေ့တော့တမတစ်ချက်1 hit လေးရိုက်တိုးလေးကိုလည်း1 hit မတူတော့ကျွန်တော်1 hit ရိုက်လို့ရအောင်ဒါမဲ့ဟိုလိုအဝေးလွန်းတော့လွန်းဝေးတော့မဝေးကျွန်တော်ဗျာတော့ကျွန်တော်ရိုက်တာလေကျွန်တော်ကသူ့ဟိုနဲ့ကလည်းအဲ့လောက်သူကမသိဘူးဘာမှကဟာလာ creative ပြောင်းလာတာဒါလည်းကျွန်တော်ပြောတယ်
ကျွန်တော်မိုးပေါ်ဒီမှာထိုင်ကနေကောင်းတာမြင်ဘူးလားပြောရောထိုင်ကမြင်သွားဆိုသူတိပြီးတော့ကျွန်တော်တို့လုံးစရာချီလို့ပြောတော့တခြားဘောလေးကိုထွက်သွားတယ်ပေါ့နော်โอเคကျွန်တော်ပြမယ်ကျွန်တော်ရဲ့အကောက်ကိုကြာမယ်ဒီ animation လို့ကျွန်တော်တရားကျွန်တော် animation ထည့်လာတာမဟုတ်တော့တခြား edition တွေကဟာကိုယူတာပေါ့နော်တခြား edition ကအဲ့လိုမျိုးတွားတဲ့ edition တခုရှိတယ်ဒါကကျွန်တော်မို့ထည့်ထားတယ်အဲ့မို့လေးကိုကျွန်တော်ထည့်ချင်လို့ဒီထဲမှာထည့်လို့ရတာကျွန်တော်မပြမယ်ဒီကနေ့ကျွန်တော်နောက်ပြန်ပြမယ်နော်ဒီ edition ထဲမှာထည့်လို့ရပါတယ်ဒီပုံစံလေးနဲ့ဟိုစပိုက်ပဲဆောရတယ်တော်တော်လေးကိုဆောလို့ကောင်းတာလေဆောလို့မဆောလို့ကောင်းတယ်ဒီလမ်းကြီးတော့ကျွန်တော်လမ်းချောက်တဲ့ပုံစံလေးက animation တွေတော်တော်မိုက်တယ်ကျွန်တော်ဟာတွေကကျွန်တော်အဲ့ဒီ owner trader တွေကျွန်တော်ကပြရတယ်ဘောတော့ရွာသားရကျွန်တော်မြန်လုံးတွေပါညာလှုပ်တယ်ဗျဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်ဖြစ်ကြတယ်ကျွန်တော်ဒီရဲမှာကျွန်တော်ထည့်ပြီးတော့ကျွန်တော် damage တိတာအစအရင်မိုက်တယ်အခုကျကျွန်တော်ဖန်လုံးလေးတွေဗျာလုံးအတုံးလေးတွေရောဟိုအပဲတွေပါကိုင်းရတယ်မှာအတုံးလေးတွေပဲဟိုစာကန်လဲဟိုအဲ့ဒီနွားဆိုလည်းမဒီလားအဲ့လိုမျိုးတွားတာလေမိုက်တယ်နော်နွားဆိုလည်းအဲ့လိုမျိုးတွားတယ်ကြည့်ရဗျာဟိုOwner trader ဆိုရင်လည်းကျွန်တော်ကပြရတယ်နော်ကဲဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲတိုက်ပါနော်